ကမ္ဘာအဆင့်တဲ့ကစားသမားကိုအနိုင်ယူခဲ့သလိုအခုလိုအကြောင်းရင်းကြောင့်တန်းကျွဲတတိဖြစ်လာတဲ့ဂျော်ရှူအာဘဲကတော့ကမ္ဘာအဆင့်တဲ့ကစားသမားဘရန်တန်ရူဘာကိုအမန်နဲ့အနိုင်ယူအပြီးမှာတကယ်ကိုကမ္ဘာကျော်ဖိုက်တာတယောက်ဖြစ်သွားပြီလို့ဆိုနိုင်ပါတယ်။အခုဆိုရင်ဂျော်ရှူအာဘဲက UFC အထူးသဖြင့်ဖိလစ်ပိုင်နိုင်ငံမှာဆိုရင်ပက်ကွေအိုကနိုင်ငံကုန်ဆောင်ကမ္ဘာကျော်လက်ဝှေ့သမားဖြစ်ရှင်နေတယ်လို့မြန်မာနိုင်ငံမှာဂျော်ရှူအာဘဲကကမ္ဘာကျော်ကစားသမားတယောက်ဖြစ်လာဖို့ရှိနေတာဖြစ်ပါတယ်။အထူးသဖြင့်ဂျော်ရှူအာဘဲဟာအောင်လာထက်တောင်မှပိုပြီးမြန်မာကုံကိုဆောင်ဖို့ရှိနေရပါမြန်မာကုံဆောင် MMA Fighter အောင်လာအန်ဆယ်ဟာဆိုရင်1 Championship မှာချန်ပီယံခပ်ပန်းနှစ်ခုရခဲ့ပေမဲ့1 Championship ဟာအာရှနိုင်ငံတွေမှာပဲနာမည်ကြီးနေမှုကမ္ဘာကျော်ကစားသမားမဟုတ်ခဲ့ပါဘူးခုချိန်မှာတော့ဂျော်ရှူအာဘဲဟာကမ္ဘာပေါ်မှာဂုဏ်သိက္ခာကြီးမားဆုံးနဲ့အစင်းမြင့်ဆုံး UFC ပြိုင်ပွဲမှာချန်ပီယံဖြစ်လာတာမို့လေတကယ်ကိုမြန်မာနိုင်ငံအတွက်ပိုပြီးဂုဏ်ဆောင်နိုင်ခဲ့လို့ဆိုရမှာပါဒီလိုဂျော်ရှူအာဘဲတယောက်ကမ္ဘာကျော်ကစားသမားဖြစ်လာတဲ့အတွက်သူရဲ့နောက်မှာပါလာတာကတော့ငွေကြေးချမ်းသာမှုနဲ့အောင်မြင်မှုတွေပါပဲပြီးခဲ့တဲ့လပိုင်းတုန်းကဆိုရင်ချင်းတိုင်းရင်းသားလေးဂျော်ရှူအာဘဲဟာမိခင်အကြီးကိုအမေရိကန်ဒေါ်လာ9သိန်းခွဲတဲ့မြန်မာငွေနဲ့ဆိုရင်သိန်းပေါင်းတောင်ချီတက်တဲ့အင်ဂျီတလုံးလက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်အားလုံးလည်းသိကြတဲ့အတိုင်းဂျော်ရှူအာဘဲဟာချင်းပြတဲ့ဟာခါမျိုးမှာမွေးဖွားခဲ့တဲ့ချင်းတိုင်းသားလေးဖြစ်ပါတယ်။ဒါပေမဲ့လည်းမိသားစုအခြေအနေတကူကြောင့်အမေရိကန်နိုင်ငံကိုပြောင်းရွှေ့ခဲ့ရတာပါ။မြန်မာနိုင်ငံကရွှေ့ပြောင်းလာခဲ့တဲ့ဘန်ဒိုမိသားစုအနေနဲ့အမေရိကန်နိုင်ငံမှာရပ်တည်ရတာကထင်ထားသလောက်မလွယ်ကူခဲ့ပါဘူး။ဘန်မီဟာပြင်ပန်အလောက်ကဘန်နဲ့သူ့ညီမလေးကိုကြောင်းထားကပြုစုပြောင်းထောင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုခါမှာတော့ဂျော်ရှူအာဘန်တယောက်မိခင်အကျေးဇူးကိုဆက်လိုက်နိုင်ပြီလို့ဆိုရမှာပါ။အထူးသဖြင့်ဂျော်ရှူအာဘန်ဟာ MMA ကစားသမားဘဝမှာအပတ်တကုတ်စူးစမ်းကအောင်မြင်မှုတွေကိုရှာဖွေခဲ့တယ်လို့ကန်တီယာကလည်းသူ့ဘက်မှာရှိနေခဲ့တာဖြစ်ပါတယ်။ဂျော်ရှူအာဘန်ဟာသူ့ရဲ့ professional MMA ကစားသမားဘဝကို Fury Fight ပြိုင်ပွဲမှာစတင်ခဲ့တာဖြစ်ပြီးစတိုက်နိုင်ပွဲရတာကြောင့်ကမ္ဘာကျော် UFC ပြိုင်ပွဲကတော့တတိထားတဲ့အဆင့်ဖြစ်လာတာပါ။ဒါကြောင့်လည်းဂျော်ရှူအာဘန်ဟာ UFC ပြိုင်ပွဲမှာကစားခွင့်ရတဲ့ပထမဆုံးကစားသမားဖြစ်ခဲ့တာပါ။အစောပိုင်းမှာတော့ဗိတ်တွေက PAN ကိုမြန်မာလူမျိုးတရား UFC မှာကစားတာကိုပြင်ခွင့်ရရင်ကိုကျင်းနေကြတာဖြစ်ပြီးဘယ်ရဲ့ချန်ပီယံခပ်ပန်းခီလန်ကစောင့်ဆိုင်ရမယ်လို့ထင်ကြတာပါ။ဒါမဲ့လည်းကန်ညံဝရီယာပေါင်းဆက်တော်တဲ့ခါမှာတော့ဘယ်ဟာ UFC မှာပွဲပေါင်းများစွာထိုးခွင့်ရပြီးတနစ်မှာ6ပဲအထိကစားခွင့်ရကအခုစဉ်ကမ္ဘာကျော်အကောင်းဆုံး Flyweight Champion ပန်ချူတာကိုမြန်မာနိုင်ငံကဂျော်ရှူအာဘန်စိန်ခေါ်ခွင့်ရပါပြီ။အတူတူဖြစ်ဘန်ဟာဘရိုနိုစေဝပွဲပြီးကန်ချမာကချက်ချင်းမျက်နှာတာပြီးမှုကြောင့်လူစားဝင်ကစားသမားဖြစ်ရန်တန်ရူဝါနဲ့ဂျိုကင်ရကေကဘလို့မှမနိုင်နိုင်ဘူးကျင်တဲ့ရန်တန်ရူဝါကိုအနိုင်ရပြီးချန်ပီယံခပ်ပန်းစိန်ခေါ်ခွင့်ရတာဖြစ်ပါတယ်။ဒီလိုဗန်တယောက်ပွဲကြီးရဲ့ဆက်တိုက်ထိုးခွင့်ရလာတဲ့အမြဝင်ငွေတွေကလည်းကြောက်မခံလေးများပြားလာတာပါ။ဂျော်ရှူအာဘဲဟာဘရိုနိုဆေဝါနဲ့ပွဲမှာအမေရိကန်ဒေါ်လာတင်ချီထိုးချရခဲ့တယ်လို့အခုဘရန်ဒန်ရူဘာနဲ့ပွဲမှာထိုးချ2သိန်းခွဲဘောနက်9000စုစုပေါင်းအမေရိကန်ဒေါ်လာ3သိန်းရရှိသွားတာပါ။ဒါဟာမြန်မာငွေသိန်းတောင်းချီတန်တဲ့ပမာဏပါဒါပေမဲ့ဘန်ဟာချန်ပီယံလူပွဲထိုးတက်ရမှာမို့ထိုးကြီးဒေါ်လာ9သိန်းနဲ့အတူပေးပါပြိုးတပွဲချင်းအခချင်းငွေနဲ့ပွဲကနေဒေါ်လာတန်းချီရမှာပါဘန်နေနဲ့ချန်ပီယံခပ်ပဲမရရင်တော့အခုဆိုရင်တကဘာလုံးကပြည်သက်တွေတက်တဲလို့အားပေးရတဲ့ကဘာကျော်ကစားသမားဖြစ်နေပါပြီဒါကြောင့်စပွန်ဆာတွေနဲ့တခြားသောပုံရိပ်အသုံးပြုခဝင်ငွေတွေတော်တော်များများရရှိမှာပါဟာခါမျိုးအကောင်တွေကတော့ခုစင်ကဘာကျော်ကစားသမားဖြစ်နေအမြင့်ပြန်နေပါပြီဒါလေးအမေရိကန်ဆိုရဲ့ရင်းမြေမှာတောက်ပါခွင့်ရတာကြောင့်ပါရကူကြီးရှိုးနေကြတဲ့ပြည်သက်တွေကရောဂျော်ရှူအာဘန်ကိုအားပေးကြသလားဆိုတာပြောပြခဲ့ပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လေးစိတ်ဝင်စားဖွယ်အကြောင်းတွေနဲ့တူပြန်လာခဲ့မှာဖြစ်လို့အသစ်တစ်သောဗီဒီယိုတနာမလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနားချက်ပေးခေါင်းလေးကိုလည်းနှိထားပေးကြပါအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်